ပြောမလဲဆိုလို့ရှိရင်ကျွန်တော်ကိုမှတ်ထားတဲ့ comment လေးတစ်ခုကိုကျွန်တော် reply လေးပြန်ပြီးမှဖြစ်ပါတယ်နော်ကားက lesson လေးရထားပြီးသွားပြီတဲ့လမ်းပေါ်မမောင်းရဲသေးလို့တဲ့နော်ဆိုတော့လေသူကဘာရှိလဲဆိုတော့လေ confidence level ကျနေတာပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ဖြည့်ရှင်းရမယ့်နီးလန်းက3နည်းရှိတယ်နံပါတ်1နည်းကပါလဲလေ့ကျင့်မောင်းကြည့်ပါလေ့ကျင့်မောင်းမှာကျွန်တော်အများနဲ့ပြောနေကြသင်ပြီးသွားပြီမောင်းဆိုလို့ရှိရင်မမောင်းရဲတော့ပြန်ဘူးနော်အဲ့တော့လေ့ကျင့်မောင်းကြည့်ပါလေ့ကျင့်မောင်းကြည့်ပါလေ့ကျင့်မောင်းကြည့်ပါအများနဲ့ပြောတယ်နော်လေ့ကျင့်မောင်းတို့ဘိုးတော့ကလည်းတစ်နေ့မှာ45မိနစ်ပဲမောင်းတရက်ချားမောင်းလဲရတယ်ရက်ဆက်တိုက်မောင်းလဲရတယ်ရက်ဆက်တိုက်မောင်းရင်တော့ပို့ပြီးတော့ကောင်းတယ်နော်လေ့ကျင့်မောင်းမှာ45မိနစ်ပဲမောင်းနှစ်ပတ်တွင်တည်တာပါလိမ့်မယ်နော်ဒါနံပါတ်1ချက်နောက်နံပါတ်2ချက်ကပါလဲကိုမောင်းကျင်ပြီးတော့ညာလဲဘေးကလိုက်ပေးတဲ့လူရှိအောင်ပါလေနော်အဲ့လိုလိုက်ပေးတဲ့လူတွေရှိလို့ရှင်လဲပိုကောင်းတယ်အကယ်၍လိုက်ပေးလို့မရှိဘူးဆိုလို့ရှင်လဲကျွန်တော်စီမှာပဲဖြစ်ဖြစ်တခြား class မှာပဲဖြစ်ဖြစ်မုံမှန်တင်တန်းလိုမျိုးဆိုတာလေးကိုယူလို့ရတယ်အဲဆိုလို့ရှိရင်မောင်းရဲသွားလိမ့်မယ်မောင်းရဲသွားအောင်လဲတင်ပေးကြလိမ့်မယ်เนาะတခြားတင်တန်းတွေတော့၎င်းကျွန်တော်တင်တန်းမှာတော့၎င်းเนาะမောင်းရဲအောင်ကျွန်တော်လုပ်ပေးတယ်เนาะဒါကနံပါတ်2ချက်နံပါတ်3ချက်ကကျွန်တော်တို့တွေတင်ကြားပြီးပြီဆိုလို့ရှိရင်တင်ကြားပြီးသွားပြီပဲထားပါတော့ပါเนาะပြီးသွားပြီဆိုလို့ရှိရင်ဒီကလမ်းတွေလည်းသိဖို့လိုအပ်တာ哦အဲ့တော့ကိုဘယ်လမ်းတွေကိုမောင်းပါလဲဆိုတဲ့မြေပုံလေးကိုလည်းလေ့လာဖို့လိုတယ်เนาะဒါမှသာလေမောင်းတက်ရုံနဲ့လည်းမရပြန်သူကလမ်းသိဖို့လည်းလိုတာ哦เนาะအဲ့တော့လမ်းလည်းသိရမယ်မောင်းလည်းမောင်းတက်ကမယ်မောင်းလည်းမောင်းနိုင်ကမယ်ပေါ့เนาะအဲ့လိုပါနှိမ့်ချုပ်ပြောရမယ်ဆိုတော့လွယ်လွယ်လေးပါဘာမှမဟုတ်ဘူးဒီနေ့ကို45မိနစ်ပဲမောင်းเนาะအိမ်ကရှိတဲ့လူတွေနဲ့လည်းလိုက်ပေးတယ်ဆိုလို့ရှိရင်လည်းမောင်းလို့ရတယ်တကယ်ပြီးအိမ်ကရှိတဲ့လူတွေနဲ့မအားကြဘူးဆိုလို့ရှိရင်လည်းတင်တန်းအကြောင်းတွေပါတော့၎င်းကျွန်တော်စီမှာတော့၎င်းမောမှလိုမျိုး service လေးယူပြီးတော့မောင်း3 days လောက်ဖြစ်ယူမောင်းဒါဆိုလို့ရှိရင်မောင်းရဲသွားပါလိမ့်မယ်ဒါလေးကိုပြောချင်တာပါเนาะဒါလေးကကျွန်တော် reply ပြန်ပေးလိုက်ပါမယ်အားလုံးလည်း collect ချက်ပါ